မင်္ဂလာပါသသားမီတို့ရေစိုက်ပျိုးထားတဲ့ပန်းလေးတွေကပုံမြင်လေးတွေကပို့ပြီးလှပနေတယ်ကျွန်တော်တို့ရဲ့ပုံမြင်ဥယျာဉ်လေးကနေကြိုးစုံလိုက်ပါတယ်မျိုးရှိရှိတုန်းကရွာလေးတရွာရဲ့အဆုံးမှာပုံမင်းမဆန်းဖြစ်နေတဲ့တပားကျိတ်ဆက်ပိုင်ရှင်အဖိုးကြီးတစ်ယောက်နဲ့သူ့ရဲ့သား၃ယောက်နေထိုင်ကြပါတယ်သူဟာဆင်းရဲတဲ့သူတစ်ယောက်ဖြစ်ပြီးပိုင်ဆိုင်တာဆိုလို့တပားကျိတ်ဆက်တစ်ခုပဲရှိတာပါညီးတစ်ကောင်နဲ့ကြောင်တစ်ကောင်လည်းထပ်ရှိပါသေးတယ်ငါသားတို့ငါဟာဒီလောကကြီးကိုဆုံးခွာရမယ်အချိန်ရောက်ပြီမင်းတို့ကိုအမွေပေးခဲ့ဖို့ငါမှဘာမှသိမရှိဘူးငါရဲ့အကြီးဆုံးသားအတွက်ဒီစပားကျိတ်ဆက်လေးကိုအမွေပေးခဲ့မယ်ဒုတိယသားအတွက်တော့မြီးလေးကိုအမွေပေးခဲ့မယ်ပြီးတော့ငါရဲ့အငယ်ဆုံးသားလေးမင်းအတွက်တော့ငါတို့အိမ်ကကြောင်လေးကိုပဲပေးနိုင်ခဲ့ပါတယ်သူသေဆုံးသွားတဲ့အခါသားတစ်ယောက်ချင်းစီဟာဖခင်ချန်ထားခဲ့တဲ့အမွေတွေကိုလက်ခံရရှိကြပါတယ်သားကြီးကသဘာကျိတ်ဆက်ကိုရတယ်ဒုတိယသားကညီးကိုရတယ်ငယ်ဆုံးသားကတော့အိမ်ကကြောင်လေးကိုပဲရရှိခဲ့ပါတယ်ငါအကိုတွေကတော့သဘာကျိတ်ဆက်နဲ့ညီးကိုတုံးပြီးဝမ်းသာရှာလို့ရတာပေါ့ငါကတော့ဒီကြောင်ကိုတတ်စားပြီးသူ့ရဲ့သားမွေးနဲ့လက်အိတ်လုပ်ပြီးရင်ငါကတော့ငတ်သေးတော့မှာပဲတခင်စိတ်မပူပါနဲ့ကျွန်တော်ကိုဖနက်တစ်စုံနဲ့အိတ်တစ်လုံးသာပေးမယ်ဆိုရင်ကျွန်တော်ဟာရွှေထက်တန်ဖိုးရှိတယ်ဆိုတာတခင်မြင်ရပါလိမ့်မယ်လူငယ်လေးဟာတန်တရားဖြစ်မိပေမဲ့ဒီကြောင်ရဲ့လိမ္မာပါနှက်မှုကိုသိတာကြောင့်လိုက်ရောပေးလိုက်ပါတယ်သူကကြောင်လေးအတွက်ဖနက်နဲ့အိတ်ကိုဝယ်ပေးလိုက်ပါတယ်ဒါနဲ့ပဲဖနက်စီးထားတဲ့ကြောင်ကလေးရဲ့စွန်စားခန်းတွေကစတင်ပါတော့တယ်ကြောင်ကလေးဟာသူ့ရဲ့လှပတဲ့ဖနက်ကိုစီးအိတ်ကိုပခုံးပေါ်လွယ်ပြီးတောထဲကိုထွက်လာခဲ့ပါတယ်အိတ်ထဲမှာပဲဘက်တွေနဲ့ဆက်လက်ရွက်တွေကိုထည့်ပြီးတေးချင်းအောင်ဆောင်ကအိတ်နေလိုက်ပါတယ်တိတ်မကြခင်မှာပဲစူဖြိုးနေတဲ့ယုံလေးတစ်ကောင်ဟာအိတ်ထဲကိုခုံဝင်လာပါတော့တယ်ကြောင်ကလေးဟာချက်ချင်းထပြီးအိတ်ကိုချီနှောင်ကနန်းတော်စီတန်းတန်းမမတ်သွားပါတော့တယ်အရှင်မင်းကြီးကျွန်တော်ရဲ့တခင်ဖြစ်တဲ့ Marquis of Carabas ရဲ့လက်ကွင်းတွေကနေဖမ်းမိထားတဲ့အကောင်းဆုံးယုံလေးကိုလာဆက်တတ်တာပါခင်ဗျာမင်းရဲ့တခင်ကိုကျေးဇူးတင်ပါတယ်လို့ပြောပေးပါငါကိုတော့အများကြီးဝမ်းမြောက်မိပါတယ်ကြောင်ကလေးဟာဒီလိုနီးလန်းနဲ့ပဲရပ်ပေါင်းများစွာအတွင်းခါနဲ့ယုံတွေကိုဖမ်းပြီး Marquis of Carabas ရဲ့နာမည်နဲ့မင်းကြီးစီဆက်တာခဲ့ပါတယ်အဲ့ဒီပွဲနာမည်ဟာကြောင်ကလေးကသူ့ရဲ့ဆင်းရဲတဲ့တခင်အတွက်တီထွင်ပေးထားတဲ့အမည်နာမဖြစ်ပါတယ်မကြခင်မှာပဲကြောင်ကလေးဟာဘုရင်ကြီးရဲ့မျက်နှာသာပေးမှုကိုရရှိပြီးနန်းတော်ထဲကိုစိတ်ကြိုက်ဝင်ထွက်သွားလာခွင့်ရလာပါတယ်။ရေယာစီမနက်ခင်းတစ်ခုမှာကြောင်ကလေးဟာနန်းတော်မျိုးကိုကြောင်မှာလက်ဖက်ရည်တောင်းနေရင်စောင့်ကြည့်ရေးစစ်တီနှစ်ယောက်ပြောနေတာကိုကြားလိုက်ရပါတယ်။ Hey Henry ဒီနေ့မိုးလင်းပိုင်းမှာဘုရင်ကြီးကမင်းသမီးလေးကိုခေါ်ပြီးရေကန်ဘေးမှာရထလုံးနဲ့လဲပတ်မယ်ဆိုတာကြားပြီးပြီလား။ကြောင်ကလေးဟာသူ့တခင်ရှိရာစီကိုချက်ချင်းပြေးသွားပါတယ်။တခင်ကျွန်တော်စကားကိုနားထောင်ရင်တခင်ဟာကန်ထူးရှင်ဖြစ်တော့မှာပါ။အခုမြစ်ထဲမှာသွားပြီးရေချိုးနေပါ။ကြံတာကိုကျွန်တော်တာဝန်ထားလိုက်ပါ။လူငယ်လေးဟာကြောင်ပြောတဲ့အတိုင်းလုပ်ပါတယ်။သူရေထဲမှာကူးခတ်နေတော့မှပဲဘုရင်ကြီးရဲ့ရထလုံးဟာဖြတ်သွားပါတော့တယ်။ကဲကြပါအောင်ကျွန်တော်သခင်မာအီဖော့ကာရာဘတ်ရေနစ်နေလို့ပါ။မင်းကြီးဟာသူ့စီလက်ဆောင်တွေခဏခဏလာပေးတဲ့ကြောင်လေးကိုမမိတာကြောင့်စစ်တီတွေကိုချက်ချင်းကဲခိုင်းလိုက်ပါတယ်။ဟိုတနာစရာကောင်းလိုက်တာ။သူရေကူးနေတော့ခိုးသူတွေကသူ့အိုစားတွေကိုခိုးသွားကြပါတယ်။မင်းကြီးဟာရဲရောကူညီကျင်တာကြောင့် Marquis of အတွက်ခန်းထားတဲ့အဝတ်စားတွေကိုယူလာပေးပါတယ်။မူးမတ်တယောက်လိုဝတ်ဆင်လိုက်တဲ့အခါစပားကျိတ်ဆက်ပိုင်ရှင်ရဲ့သားဟာအရန်ကိုခံကြားသွားတာကြောင့်မင်းသမီးလေးတော်မှမတိမတာငဲကြည့်မိသွားပါတယ်။ဒီအတော်အတွင်းမှာကြောင်လေးဟာမင်းကြီးရဲ့ရထလုံးရှိကနေကြိုပြေးသွားပါတယ်။သူဟာမျက်ချောက်ရိပ်နေတဲ့လယ်သမားတွေစီရောက်သွားပြီးအချင်းတို့မင်းကြီးကဒီလယ်ကွင်းတွေဘသူပိုင်လဲလို့မေးရင် Marquis of Carabas ရဲ့အပိုင်ပါလို့ဖြေကြမဖြေရင်တော့မင်းတို့ကအသားနှုတ်ဆင်းပြမယ်သူတို့လည်းကြောက်လန့်နဲ့သဘောတူလိုက်ကြပါတယ်မင်းကြီးရဲ့ရထလုံးရောက်လာတဲ့အခါငါတို့ရဲ့တိုင်းသူပြည်သားတို့ဒီလောက်လှပတဲ့မြင်ကွင်းမြင်ကြီးတွေကဘသူပိုင်တာလဲအားလုံးက Marquis of Carabas ရဲ့အပိုင်ပါဗျာဟုတ် Marquis of ခမရရဲ့လယ်ကွင်းတွေကတကယ်ကိုခမ်းနာတာပဲခမရဟာတကယ်ကိုချမ်းသာတဲ့သူပဲနောက်တစ်ခါမှာကြောင်လေးဟာဂျုံရိတ်သိမ်းနေတဲ့လူတွေစီရောက်သွားပြန်ပါတယ်အချင်းတို့မင်းကြီးကမေးရင်ဒီရွှေရောင်ဂျုံခင်းကြီးတွေဟာ Marquis of Carabas ရဲ့အပိုင်ပါလို့ဖြေကြမဟုတ်ရင်တော့အသားနှုတ်ဆင်းခံရမယ်မင်းကြီးရောက်လာတဲ့အခါဒီလောက်ကောင်းမွန်တဲ့ဂျုံခင်းတွေကဘသူ့အပိုင်လဲ Marquis of Carabas ရဲ့အပိုင်ပါဗျာမင်းကြီးဟာအရန်ကိုကျင်းတဲ့ဂုံယူနေပါပြီ။ကြောင်ကလေးဟာရှေ့ကနေထပ်ပြေးသွားပြီးတိုးအုပ်ကြီးကိုထိန်းနေတဲ့တိုးချောင်းသားတွေစီရောက်သွားပြန်ပါတယ်။သူတို့ကိုလည်းအရင်တိုင်းပဲချင်းချောက်ပြောဆိုလိုက်ပါတယ်။မင်းကြီးမေးတဲ့အခါမှာတော့ Marquis of Carabas ရဲ့အပိုင်ပါဖရားလို့ပဲဖြေကြပါတယ်။ကြောင်ကလေးဟာဒီလိုနီးနဲ့ပဲလမ်းတစ်လျှောက်လုံးကလူတွေကိုညာခိုင်းခဲ့ပါတယ်။
ဘယ်သူမှလည်းဒီဖက်နှက်သီးထားတဲ့ကြောင်ကြီးကိုအံမတူရဲကြပါဘူးနောက်ဆုံးမှာတော့ကြောင်ကလေးဟာခံညားထဲသွားပြီးမောင်မဲနေတဲ့ရဲတိုက်ကြီးတစ်ခုစီရောက်သွားပါတယ်အဲ့ဒါကတော့ကြောင်ကလေးအပိုင်ချဲ့ထားတဲ့မြေတွေအားလုံးရဲ့တကယ်ပိုင်ရှင်ဖြစ်တဲ့တကိုးကြီးဘလူးကြီးနေတဲ့နေရာပါကြောင်ကလေးဟာတတိရှိနဲ့တကားဝကိုရှောက်သွားပါတယ်ဘာကိစ္စရှိလို့လဲတရဝအငယ်သားလေအရှင်ဘလူးမင်းကြီးအရှင်ဟာအလိုရှိတဲ့တရိษံအဖြစ်ပြောင်းလဲနိုင်တယ်လို့ကြားသိရပါတယ်ချင်းသိကြီးဒါမှမဟုတ်စင်ကြီးတကောင်ပြောင်းနိုင်တယ်ဆိုတာဟုတ်ပါသလားဟုတ်တာပေါ့ကြောင်ကလေးရဲ့ကဲကြည်ပြီးတုံလုံးနေလိုက်ချက်ချင်းဆိုသလိုပဲသူဟာဟင်းဟောက်နေတဲ့ချင်းသိကြီးဖြစ်သွားပါတယ်ကြောင်ကလေးဟာကြောက်လန့်ပြီးဇပွဲအောက်မှာပုန်းနေလိုက်ပါတယ်ခဏနေတော့မှပြန်ထွက်လာပြီးတကယ်ကိုအမခမ်းပါပဲအရှင်ဒါပေမဲ့အရှင်ဟာသိငယ်တဲ့ကြွက်လေးတကောင်ဖြစ်တော့မပြောင်းနိုင်တော့ဘူးမဟုတ်လားကြည့်နေလိုက်မျက်စိတမိတ်အတွင်းမှာပဲဘလူးကြီးဟာကြွက်ကလေးတကောင်ဖြစ်သွားပြီးကျမ်းမြေပေါ်မှာပြေးလွှားနေပါတယ်။ကြောင်လေးဟာချက်ချင်းဆိုသလိုခွန်အုပ်ဖမ်းဆီးပြီးဝါးစားပစ်လိုက်ပါတော့တယ်။မင်းကြီးရဲ့ယထာလုံးရဲတိုက်ရှိရောက်လာတဲ့အခါကြောင်ကလေးဟာထွက်ကြိုလိုက်ပါတယ်။အရှင်မင်းကြီးဘော့ကီအော့ကာရာဘက်ရဲ့ရဲတိုက်ကြီးကနေကြိုးဆိုပါတယ်ဗျာ။မင်းကြီးဟာဒီလောက်ချမ်းသာကြွယ်ဝတာကိုတွေ့တော့အံ့ဩသွားပြီးရဲတိုက်ထဲကိုဝင်လာပါတယ်။ရဲတိုက်ထဲမှာလည်းရွှေတွေနဲ့ခမ်းနားနေပြီးဇပွဲပေါ်မှာလည်းစားပွဲစုံတွေနဲ့အစင်သင့်ရှိနေပါတယ်။မင်းကြီးကချစ်ရတဲ့မာကွီမင်းကငါရဲ့တမတ်တော်အဖြစ်ခေါ်ခွင့်ရမယ်ဆိုရင်ငါရောင်းဝမ်းသာမိမှာပဲလို့ပြောလိုက်ပါတယ်လူငယ်လေးဟာရှက်သွေးဖြန်းသွားပေမဲ့မင်းသမီးလေးရဲ့မျက်ဝန်းတွေကတော့တောက်ပနေပါတယ်ကျွန်ုပ်တို့ရဲ့မဟာမိတ်ပြုခြင်းအတွက်အောင်ပွဲခံကြပါလို့မကြခင်မှာပဲသူတို့လက်ထပ်လိုက်ကြပါတယ်အခုကသာပြီးမင်းတို့ကိုလင်မယားအဖြစ်ကြေညာလိုက်ပါပြီကြောင်ကလေးကတော့ဂုံသေးရှိလူကြီးလူကောင်းတစ်ယောက်ဖြစ်သွားပါတယ်သူဟာကြွက်တွေကိုဖျော်ဖြေရေးတက်တက်အတွက်ပဲလိုက်ဖမ်းပြီးမူးမတ်တစ်ယောက်ရဲ့အဖော်အဖြစ်တက်တောင့်တက်တာနေထိုင်သွားပါတော့တယ်ဒါဟာဖနက်စီးထားသောကြောင်ကလေးရဲ့ပထမဆုံးစွန်စားကန်စသိမ်းပိုင်းပဲဖြစ်ပါတယ်။ကဲဒီနေ့ရဲ့ပုံမြင်လေးကတော့ဒီမှာတင်ပြီးဆုံးသွားပါပြီ။ပုံမြင်လေးကိုသဘောကျတယ်ဆိုရင် like လေးနှိပ်ခဲ့ဖို့မမေ့နဲ့အောင်နော်။သက်သားမမီတို့နောက်ထပ်ဘယ်လိုပုံမြင်လေးတွေနားထောင်ချင်လဲဆိုတာကိုလည်း comment မှာရေးခဲ့လို့ရပါတယ်။ကျွန်တော်တို့ရဲ့ပုံမြင်ဥယျာဉ်လေးကနေအပတ်စဉ်ပုံမြင်အသစ်လေးတွေတင်ပေးနေတာမို့လို့အခုပဲ subscribe လုပ်ထားပြီးမိသားစုဝင်အဖြစ်ပါဝင်လိုက်ရအောင်။